ပြီးသားအကောက်ကိုလည်းကိုယ့်ရဲ့ဒိဋ္ဌာမီလှလှလေးတွေထဲလို့ရတဲ့နီးလေးကိုယွန်းလေးကအခုတစ်ခါလာရောက်ညပေးမှဖြစ်တယ်ရှင်သွားမကြည့်သေးခင်မှာယွန်းလေးကို follow လေးလုပ်ပေးထားမယ်ရှင်ဘယ်လိုမျိုးသွားပြီးတော့လောက်ကမလဲဆိုတာအသေးစိတ်ယွန်းလေးနဲ့တူတူလာကြည့်ကြမယ်ရှင်ဒီ crown software လေးတွေနှိပ်လိုက်မယ်ဒီအပေါ်မှာပေါ့နော် false style လို့ရိုက်ပြီးတော့ရှာလိုက်မယ်ပေါ့နော်ဒီလိုမျိုးကြလာပြီဆိုရင်တော့ဒီအပေါ်ဆုံးကနေရာလေးကိုနှိပ်လိုက်မယ်ဒီနေရာလေးမှာယွန်းလေးလို့ရိုက်လိုက်မယ်ပေါ့နော်အဲ့လိုမျိုးလေးရိုက်ပြီးသွားပြီဆိုရင်တော့ဒီမှာကိုကြိုက်တဲ့ဒီမှာ false style ပေါ့နော် false style ဒီမှာနှိပ်လိုက်ရုံပဲပေါ့နော်အခုလိုမျိုးလေးပေါ့နော်ယွန်းလေးကတော့ဒီ false style လေးကိုနှိပ်ပြမယ်သူက auto ကူးပြီးသားဖြစ်သွားပြီပေါ့နော် TikTok ထဲမှာသွားပြီးတော့ထည့်မယ်တော့ software ဝင်လိုက်မယ်ပြီးပြီဆိုရင်ဒီမှာ edit ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ပြီးပြီဆိုရင်ဒီမှာ name ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ဒီစာသားလေးကိုဖြတ်လိုက်မယ်ပေါ့နော်ဖြတ်ပြီးတော့ဒီမှာခုနကသူauto ကူးလာတဲ့ပုံမျိုးဖြတ်လိုက်မယ်အခုလိုမျိုးလေးပြောင်းပြီးသွားပြီဆိုရင်တော့ဒီမှာပေါ်က save ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ရင်တော့ရပြီနော်ယွန်းလေးကတော့မပြောင်းတာဖြစ်တဲ့အတွက်နှိပ်မပြတော့ပါဘူးရှင်ကိုကတစ်တော့အနေနဲ့ဝင်ငွေရကျင်တယ်တင်တန်းကြီးလည်းအများကြီးမတတ်နိုင်ဘူးဆိုတဲ့သူလေးတွေပေါ့နော်10ရက်တင်တန်းလုပ်ပေးထားပါတယ်ရှင်ဝင်ငွေရတဲ့ကောက်ဖွင့်ပေးတယ်ပြီးလို့ရှိရင်10ရက်တိတိပေါ့နော်အကောက်ကိုတိဆောက်ပေးတယ်အကောက်ကိုကြည့်ပေးပါတယ်ရှင်